အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဈေးသွားဝယ်တဲ့အခါမှာပေါ့နော်အသီးနှံတွေကိုထိုင်းလို့ဘယ်လိုခေါ်လဲဆိုတာကိုကျွန်တော်တို့ဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အသီးနှံတွေကိုဘယ်လိုခေါ်လဲဆိုတာကြည့်လိုက်ရအောင်ပထမဦးဆုံးအသီးကိုဘယ်လိုခေါ်လဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်အသီးကိုထိုင်းလို့ဖော်လမိုင်းလို့ခေါ်ပါတယ်ပထမဦးဆုံးငပြောသီးကိုထိုင်းလို့ကလွေးလို့ခေါ်ပါတယ်ငပြောသီးကိုကလွေးနက်နက်သီးကိုထိုင်းလို့စပ်ပရုတ်လို့ခေါ်ပါတယ်သင်္ဘောသီးကိုမလကောလို့ခေါ်ပါတယ်တခွာသီးကိုတန်ကွာလို့ခေါ်ပါတယ်တံပရာသီးကိုမနောင်ကစွန်ရွက်ကိုဖက်ဘုံကဖောင်ရွက်ကိုထိုင်းလို့ဘိုင်ကဖောင်ငရုတ်သီးကိုထိုင်းလို့ပရစ်လို့ခေါ်ပါတယ်ခရမ်းသီးကိုမက်ခူခုလိုမျိုးထိုင်းဘာသာစကားကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ Smileland ရဲ့ထိုင်းဘာသာစကားအခြေခံသင်တန်းကိုလာ join ဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်